တပ်ဖွဲ့တွေကမတူပီပါဘာလုပ်နေတယ်လဲဆိုတဲ့ဥစ္စာကိုပြည်သူတွေသိဖို့လိုတယ်အာရကန်ဒီအေအေတွေသိဖို့လိုတယ်ချင်းဘရဒါဟုတ်တွေသိဖို့လိုတယ်ကျွန်တော်တို့ချင်းလက်ကောင်စီတပ်ဖွဲ့ဟာဆိုရင်မတူပီမှာဘာလုပ်နေတယ်လဲဆိုရင်တော့မတူပီကိုချင်းဒီကစိုးမိုးနိုင်ဖို့ကျွန်တော်တို့လုပ်နေတာဖြစ်တယ်အဲ့တော့အေအေနဲ့တိုက်ပွဲဖြစ်တယ်ဆိုတာမှန်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအေအေကိုမတူပီမှာအခြေချဖို့ရတဲ့အတွက်လုံခြုံရေးအရာပဲဖြစ်ဖြစ်ဘာအရာပဲဖြစ်ဖြစ်နေတာကျွန်တော်တို့မကြိုက်ပါဘူးပြီးရင်ဒုတိယအချက်အနေနဲ့ချင်းပြည်နယ်မှာရှိတဲ့စကားဆတ်ခန်းကိုအေအေလာတိုက်ပေးဖို့လဲကျွန်တော်မကြိုက်ပါဘူးကျွန်တော်တို့မကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ချင်းလက်ကန်ကွေးတပ်ဖွဲ့အနေနဲ့ချင်းပြည်နယ်မှာရှိတဲ့စခန်းတွေဟူတမျှအားလုံးစခန်းတွေအားလုံးဖျားကျေးဇူးတော်ကြောင့်တိမ့်နိုင်တဲ့အနေအထားရှိနေပြီအဲ့ဒါကြောင့်အကူအညီမလိုပါဘူးလို့ကျွန်တော်ပြောချင်တယ်ထိုနည်း၎င်းပဲ CB ဆိုတဲ့ Brotherhood တရားလည်းပဲအေအေကိုအကူအညီမတောင်းစေစီမတောင်းပါနဲ့ကိုဟာကိုတိုက်ပါမင်းတပ်ကိုလည်းကိုဟာကိုတိုက်ပါပြီးရင်complete ကိုလည်းကိုဟာကိုတိုက်ပါကိုဟာကိုမတိုက်နိုင်ဘူးဆိုရင်လည်းပဲခမည်းညီကိုအရင်ဖြစ်တဲ့ချင်းလက်ကောင်စီတပ်ဖွဲ့အောက်မှာရှိတဲ့ CDFD CNA ကိုအကူအညီယူပါဒါပဲကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်အခုတလောက AA နဲ့ပတ်သက်ရင်တို့ပြောကြတယ် AA ကစေတနာရှိတယ်စေတနာတန်တန်နဲ့တိုက်ပေးတယ်ဆိုတာဒါခလေးမဟုတ်ဘူးဒါဘယ်သူမှယုံမှာမဟုတ်ဘူးလူဆိုတာအမျက်မရှိပဲတဲ့ဘယ်သူမှမလုပ်ဘူးဆိုတာအားလုံးနားလေအကျိုးအမျက်မရှိပဲနဲ့ဘယ်သူမှမလုပ်ဘူးနော်ဆရာတို့အဲ့တော့စေတနာတက်တက်ဆိုတာမဖြစ်ဘူးအေအေရလည်းပဲလူချင်းတဲ့ဥစ္စာအမျက်ရှိလို့ခမရတို့ကိုစစ်ကူလာပေးတာနော်အဲ့တော့ပြောရမယ်ဆိုရင်စစ်ကူလာပေးတယ်လို့ကျွန်တော်မဆိုလိုဘူးစစ်လာတိုက်ပေးတာခမရတို့ကကူညီတာအဲ့တော့မတူပီကိုတိမ့်သွားတဲ့ဥစ္စာလည်းပဲအေအေကတိမ့်သွားတာအဲ့ဒါချင်းညင်အောင်လေးဝန်ခံရမယ်ဒါကျွန်တော်စခိုင်စကားလေးရတဲ့ခါကျတော့ဥပမာအေအေဒီကဘာပြောမလဲဆိုရင်တော့ဘရာဒါဟူတီသူတို့တယောနေမှာဒါတယောလို့ရတာပေါ့အေအေကတိမ့်နေလေခမရတို့ကနောက်လိုက်ပေးတယ်လေဒါရှင်းတယ်ကျွန်တော်အဲ့လိုမျိုးကတော့ကျွန်တော်မကြိုက်ဘူးကုန်တိတ်ခါလည်းမရှိဘူးတိတ်ခါလည်းကြာအဲ့တော့နောင်ဆိုရင်တော့ brother ဟုတ်တီကိုကြံပေးခြင်းတယ်ခင်ဗျားတို့အင်အားမရှိဘူးဆိုတာကျွန်တော်နားလေတယ်ကျွန်တော်တို့ဘာလဲချစ်လက်ကောင်စီတပ်ဖွဲ့မှာရှိတဲ့သူတွေကလည်းပဲလူတော့ရှိတယ်လက်နဲ့အင်အားကတောင်းနေကျွန်တော်တို့မရှိသေးဘူးနော်အဲ့တော့စက္ကစကိုတိုက်ထုတ်နိုင်ဖို့လက်နဲ့အင်အားရှိတယ်လုံလောက်သလားဆိုတော့မလုံလောက်ဘူးခင်ဗျားတို့ကလည်းပဲလုံလောက်မှမဟုတ်ဘူးပြဿနာမဟုတ်ဘူး brother ဟုတ်တဲ့ကအလုံးကိုကျွန်တော်စခန်းတစ်ခုပဲဖြစ်နှစ်ခုပဲဖြစ်နောင်ဆိုရင်တော့တိုက်မယ်ဆိုရင်အေးအေးကိုမခေါ်နဲ့တော့ကိုကကိုတိုက်ပါလို့ကျွန်တော်အကြံပေးခြင်းတယ်တောင်းလေတောင်းဆိုခြင်းတယ်ဒါခင်ဗျားတို့ကတိမ့်ပြီးဟေးဆိုရင်တော့ကျွန်တော်တို့လည်းလက်ခုပ်တီးပြမှာဖြစ်ပါတယ်အခုကဆရာဘွေကူငါအဲ့ဒါဆိုရင်တော့မတူပီစခန်းကိုအေးအေးကတိမ့်တာဝမ်းမတာဘူးလားဆိုရင်တော့ကျွန်တော်အေးအေးကတန်တွဲကိုတိမ့်နေဆိုရင်တော့ကျွန်တော်အယံဝမ်းတာမှာအေးအေးကဟိုဘာလဲဟိုအားကြီးကိုလေတိမ့်သွားရင်တော့ကျွန်တော်လက်ခုပ်တီးပြမှာအေးအေးကိုကျွန်တော်တော်တယ်လို့ပြောမှာဒါပေမဲ့ကျွန်တော်တို့တိမ့်နိုင်တဲ့ချင်းလက်တပ်ဖွဲ့တွေကချင်းလက်ကောင်စီတပ်ဖွဲ့တွေကတိမ့်နိုင်တဲ့ချင်းပြည်နယ်မှာလာတိမ့်သွားတော့အဲ့ဒါလာလူတော့တယ်လို့ပဲကျွန်တော်ဝမ်းမတာဘူးဒါပုံပွင့်လင်းလည်းပဲ CBD ကသူ့ဟာသူတို့အေးအေးမပါပဲနဲ့မတူပီကိုတိမ့်သွားရင်လေ CB တော်တယ်ကျွန်တော်ခွန်အားဘာလဲအားပေးမှာလက်ခုပ်တီးပေးမှာအခုကကျေးစားလို့ဘာလို့နဲ့ဟိုကသူမြောက်ကိုသွားခါပြီးတော့မှတိမ့်ခိုင်းတာတို့ဘာတို့ကတော့မဟုတ်သေးဘူးဒါ CBD ကိုကျွန်တော်ပြောချင်တယ်ဒါတိတ်ခါကြတယ်နော်ချင်းတိတ်ခါကြတယ်အဲ့တော့ကျွန်တော်ဒုတိယကောင်စီဥက္ကဋ္ဌအနေနဲ့ကျွန်တော်ဖြစ်မယ်ပုဂ္ဂိုလ်တူတယောက်လည်းဖြစ်မယ်အဖွဲ့အစည်းအနေနဲ့လည်းပဲတယောက်ချင်းလဲတချို့တလေကတော့ရှိရင်ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ချင်းလက်ကောင်စီမတူပီအကြီးကိစ္စချင်းအကြီးကိစ္စနဲ့ဖြစ်စေချင်တဲ့ဥစ္စာကတော့ AAD ကိုလည်းပဲကျွန်တော်ဟိုတခါလဲဘာရောင်းကနေပြိုပြီးသားခင်ဗျားတို့လောလောဆယ်ကိုပြည်သူ18ရာခိုင်နှုန်းရှိနေတဲ့ပလဲဝမှာဟိုခဏနေတာကပြဿနာမဟုတ်ဘူးလို့ခဏပြောတယ်တော့အဲ့လိုပြောလို့ပလဲဝကစခိုင်ပြည်နေစခိုင်ကိုပြောတဲ့အေးကိုပေးတယ်လို့မဟုတ်ဘူးနော်
ပြန်ပေးရမှာနော်ဆရာတို့ပြန်ပေးရမှာလာတိုက်မှလည်းမဟုတ်ဘူးလာတိုက်လို့လှုပ်တာတို့ဘာတော့မကောင်းဘူးအဲ့တော့ချင်းပြည်နယ်မှာရှိတဲ့ပလဲဝဖြစ်တဲ့အတွက်ခင်ဗျားတို့စစ်တွေတို့အားတို့အကုန်လုံးစခိုင်ပြည်နယ်မှာရှိတဲ့စကားစခန်းကိုအကုန်လုံးတိမ့်ပိုက်ပြီးသားဖြစ်တဲ့အချိန်ကြရင်တော့ခင်ဗျားတို့ကိုစခိုင်ပြည်နယ်ကိုအေးရလည်းပဲအခြေချတော့မှဖြစ်တယ်အခုအလောလောဆယ်အကုန်လုံးမသိမ့်နိုင်သေးတဲ့အတွက်ခင်ဗျားတို့ထောက်ပို့လမ်းကြောင်းပဲဖြစ်ဖြစ်လုံခြုံရေးရပဲဖြစ်ဖြစ်ခင်ဗျားတို့ပြည်သူလူထု18ခိုင်နှုန်းရှိနေတဲ့ပလဲဝမှာလောလောဆယ်နေတာကတော့ကျွန်တော်တို့ချင်းလဲကောင်စီကကန့်ကွက်နေတာမဟုတ်ဘူးတော့ရိုးသားရမယ်ကိုယ့်ရဲ့ရခိုင်ဒီကပလဲဝကိုလွှမ်းမိုးသွားအောင်ဆိုတာအဲ့ဘာတို့ညာတို့ကတော့ကြားကာလမှာမလုံဖို့အတွက်အေးဒီကိုလည်းကျွန်တော်တိုက်တွန်းချင်တယ်ထိုနည်း၎င်းပဲ brotherhood ဒီကိုလည်းကျွန်တော်ပြောချင်တဲ့ဥစ္စာကလိန်ညာပြီးတော့မပြောရဘူးခင်ဗျားတို့ပြောတဲ့ဥစ္စာတွေကိုမတိတိကျကျနားထောင်တော့လိန်ညာတာတွေများတယ်အဲ့ဒါမလုပ်ရဘူးမနေ့တနေ့ကbrotherhood ဆိုတဲ့ဟိုပါလဲချင်းညီနောင်ဒီဖွဲ့ကပြောထားတဲ့ဥစ္စာဗီဒီယိုကလစ်ကျွန်တော်တခုတွေ့တယ်အဲ့ဒါကျွန်တော်ပဲအတိမိတ်ဆွေပေါ့ကျွန်တော်တို့မရာကဖြစ်တယ်MATC ကဖြစ်တယ်ကျွန်တော်ကိုလည်းသိမှာကျွန်တော်သိချင်တာထောင်တော့မဖြစ်လို့ကျွန်တော်တို့အဲ့လိုလုပ်ရတယ်လေဆိုပြီးတော့မှသူကပြောတာပေါ့ CNF ကတဲ့အကုန်လုံးကျွန်တော်တို့ကိုတဲ့တန်းတူမသွားပဲနဲ့အားလုံးတိမ်ကြုံသွားတယ်အဲ့ဒါကြောင့်ချင်းလဲကောင်စီလောက်တာကိုကျွန်တော်တို့မကျင်တတ်ဘူးလို့သူတို့ပြောတယ်နောက်အချို့အဆကျွန်တော်တို့တူညီနဲ့သွားရမယ်လို့ပြောချင်တယ်ထင်တယ်နောက်ပြီးတော့မှဗာပြောသေးတယ်လဲဆိုရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုဗာဒီကိုတဲ့ကျွန်တော်တို့ဘောမတူပြည့်နဲ့ကြီးဆွဲထားတယ်ဆိုတဲ့ပုံစံမျိုးတွေသူပြောသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ချင်းလန်းကောင်စီဖွဲ့တဲ့အချိန်မှာအားလုံးပွင့်လင်းမြင်သာစွာဖြင့်လှုပ်ထားတာကို तू မတိလိုက်ဘူး तू ကအဲ့ဒီချိန်မှာပြောနေတဲ့မနေ့တနေ့ကအဲ့ဒီအမရာကိုစလေကပြောတာက तू ကအဲ့ဒီချိန်မှာ तू ကြောင်းတင်နေတဲ့ချိန်ဖြစ်တယ်ဆိုတော့အခုမှပဲကျွန်တော်ပြန်တွေ့ရတော့အဲ့လိုပဲပြောတာကိုကျွန်တော်ကြားရတယ်အဲ့တော့ CNAD အခုကချင်းလက်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်သွားပြီအဲ့တော့ချင်းလက်ကလပ်ကလည်းပဲသူတို့အတွက် fundraising ရှာပေးတယ်ဆိုတာကတော့အလုံးသိပြီးသားဖြစ်တယ်။ဘာဖြစ်လို့ CC Vice Chairman 2အနေနဲ့ဒီမနေ့ထိုင်ပြီးတော့မှအဲ့ဒီ CNF ရဲ့ channel မှာကျွန်တော်ပြောနေတယ်လေဆိုရင်တော့ CNF ဒီ2003ဖွဲ့စည်းပုံအခြေခံဥပဒေချင်းပြည်ချင်းလက်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်ရဲ့တပ်ဖွဲ့ဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုရင်တော့CNF ပဲဖြစ်ဖြစ် CDF တွေပဲဖြစ်ဖြစ်ချင်းလက်ကကွေတပ်ဖွဲ့အောက်မှာရှိတဲ့သူတွေအားလုံးဟာကာကွယ်ရေးဝန်ကြီးဌာန၏တိုက်စိုက်ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိပါသည်လို့ဒါပြောထားတာဖြစ်တယ်အဲ့တော့နောက်ပြီးတော့မှဘာရှိတဲ့တလဲဆိုရင်တော့ချင်းပီချင်းလန်ချင်းပီတူလူထုကိုတဲ့အဲ့ဒီတပ်မတော်တွေကတပ်သားတွေကအသက်ပေးပြီးတော့မှကာကွယ်ရမယ်ဆိုတဲ့ဥစ္စာလဲရှိပြန်ရင်အဲ့ဒါကြောင့်ကျွန်တော်ဒီပြောရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က CNF ရဲ့ပါဝင်မှုကိုစောရကခဏတင်းနေကြတယ်ထင်တယ် CNF ပါဝင်မှုကတွတ်တော်အမတ်ဒီပါဝင်မှုနဲ့အရင်ကတည်းကတန်းတူနဲ့တွားပါတယ်ဆိုပြီးတော့မှအခုခဏပြောကြတယ် ICNCC တုန်းက16ယောက်စီသူတို့ပါဝင်ကြတယ်လေ CNF က16ယောက်တွတ်တော်အမတ်တွေက16ယောက်အဲ့ဒီတုန်းကဘသူမှစောရကမတည့်ဘူးကောင်းတယ်တဲ့အခုကျတော့တွတ်တော်အမတ်တွေက29ယောက်တို့ပါရမယ်လို့သူတို့ပြောတာရှိတာမရှိတာထားလိုက်သူတို့ထွတ်တော်အမတ်တွေကိုလည်းပြောသေးတယ်ခုမှဟန်တာလည်းအခုတော့သူတို့မရှိကြဘူးပူလျလွန်တော့ခင်ဗျားတို့29ယောက်မရှိဘူးနော်20ယောက်ပဲပြောလိုက်ကျွန်တော်ခင်ဗျားတို့တိတာ23ယောက်ပဲရှိတယ်ပြောတော့ဟာသူတို့ကတော့နည်းနည်းလောဘကြီးတယ်ထင်တယ်29ယောက်တဲ့ထားလိုက်တော့ကျွန်တော်ကိုယ်တိုင်ရေးဆွဲခဲ့တဲ့သူဟောတဲ့ဖွဲ့စည်းမချက်ခေါင်းပရိကိုနော်အပါဝင်ပေါ့တယောက်အပါဝင်အဲ့တော့သူတို့29ယောက်ဆိုတော့အရင်ကလေးက16ယောက်စီပါတဲ့အတွက်CNF လဲသူတို့က29ယောက်ပါမယ်လို့သူတို့ပြောတာလေဟုတ်ကဲ့လို့ပြောကြတာဒါနဲ့သူတို့ပါကြတာဆိုတော့အခုကျွန်တော်ပြောမယ် CNF ပါဝင်မှုဟာအဲ့ဒီဥစ္စာကကောင်စီရဲ့ကိုယ်စားလှယ်အချို့အစားအဲ့ဒါတိုင်းပြောကျေးဆိုရင်တော့ complaint နဲ့ Mindat က
မြုပ်နေပဲဖြစ်ပါတယ်မကွဲတဲ့မြုပ်နေဆိုတဲ့အတွက်ဟာခါတို့ထန်တလန်တို့မတူပီတို့9ယောက်ပါတဲ့အချိန်မှာ complete နဲ့မင်းတပ်က10ယောက်ပါတယ်လေအဲ့ဒါကြားလေတခုမှတယောက်မှမပြောကြဘူးအဲ့ဒါဆိုတော့မြုပ်နေချင်းချင်းလာဥမှာပေါ့ထိုနည်းလည်းကောင်းမဲ့ကျွန်တော်ဒေတာတွေအရပြောမယ်ဆိုရင်တော့မရာဒေတာဆိုရင်တော့ complete မြုပ်နေတဲ့လူဦးရေတူတာ26,000ရှိတယ်သူတို့က24,000ကျော်ဆိုတော့မရာက3ယောက်ပဲပါတယ်နော်ဒေတာကပြဿနာမရှိဘူးလို့ကျွန်တော်ဆိုတော့ကမတည့်ဘူး CNF ကသူတို့ဘာဖြစ်လို့မကြိုက်တာလဲတော့မသိဘူးဒါခလေးခလားဆန်နေနော်ကျတို့ဝေဖန်တာမတရားဘူးအဲ့တော့အခုကောင်စီမှာရောအစိုးရမှာရောလွှတ်တော်မှာရောတရားရေးမှာရောအကြီးအကဲဆိုတဲ့ဥစ္စာဝန်ကြီးအဆင့်ဒီအကြီးအကဲက28ယောက်ရှိတယ်အဲ့ဒီ28ယောက်ထဲမှာလွှတ်တော်အမတ်ဒီက10ဦးပါတယ်အဲ့ဒီချိန်မှာCNF က9ဦးပဲပါတယ်ဒေသန္တရတွေ15ဦးပါတယ်အဲ့ဒါမျိုးတွေလည်းတရားမျှတာမမျှတဘူးလားဆိုတော့နည်းနည်းစဉ်းစားကြည့်လိုက်အောင်အဲ့ဒါတစ်ချက်နောက်ပြီးတော့မှအဲ့ပုဂ္ဂိုလ်ကဘာပြောသေးတယ်လဲဆိုတော့မရာကCB ကိုယ်စလေဆိုပြီးတော့ပြောနေတယ်သူဘာပြောသေးတယ်လဲဆိုရင်တော့ချင်းလက်ကောင်စီနဲ့တွေ့မယ်ဆိုပြီးတော့ကျွန်တော်တို့ကကမ်းလှမ်းတယ်တဲ့တခါမှသူတို့မတွေ့ဆုံချင်ဘူးလို့ပြောသေးတယ်အဲ့တော့မလိန်ရဘူးကျွန်တော်တို့ကလာကမ်းလှမ်းတာစာတခါပို့တယ် CB ဖက်ကမကြိုက်ဘူးဒုတိယအကြိမ်စာထပ်ပို့သေးတယ်မကြိုက်ပြန်ဘူးအဲ့တော့ဒါကိုကျွန်တော်တို့ကိုမကြိုက်ဘူးလို့ပြောတော့ပြောင်းပြန်ရင်အဲ့လိုမပြောရဘူးဆိုတော့အဓိကကြတော့ဘာအကြောင်းအဲ့လိုမျိုးသူတို့ပြောနေတယ်လဲဆိုတော့ကြီးတဲ့ခါကြတော့ကောင်းဆောင်တွေကအရေးကြီးတယ် CB ကောင်းဆောင်တွေတေတေချာချာစဉ်းစားစစ်ချင်တယ်ပြစ်စလက်ခတဲ့ကောင်းဆောင်မလုပ်ကြပါနဲ့အဲ့ဒါကစားနေတာမဟုတ်ဘူး CJDC လို့မထင်ပါနဲ့ CJDC တို့ကတော့အပေါ်စားအနေနဲ့အဲ့ဒါဆူစီတဲ့အဖွဲ့အစည်းလောက်နဲ့ပဲအဲ့ဒါ CJDC အပေါ်စားအဖွဲ့အစည်းပဲအဲ့လိုမျိုးမစဉ်းစားပါနဲ့ရှင်းလက်ကောင်စီရှင်းလက်ဆိုရဆိုတဲ့ဥစ္စာတကယ်ချစ်ချစ်လေးလေးခိုင်ခိုင်မာမာနဲ့လူကြီးတွေလူလက်ပိုင်းတွေလူငယ်တွေနဲ့ဖွဲ့စည်းတဲ့ဥစ္စာ CJDC ကလူငယ်တွေကြီးပဲဖွဲ့စည်းခဲ့တဲ့ဥစ္စာနော်အဲ့ဒါလည်းစဉ်းစားအောင်ပြစ်စလက်ခဏစကားမပြောစေချင်ဘူး